မိတ်ဆွေများလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ဝေရင်ဖြစ်ပါတယ်ကျွန်တော်ကပေါ့နော် transform ကိုလက်လိလက်ကဖြန့်ဖြူးရောက်ချပေးနေတဲ့ကိုယ်စားလှယ်တအုပ်ဖြစ်ပါတယ်ဒီနေ့ပေါ့နော်ကျွန်တော်ကမိတ်ဆွေတို့ကိုပေါ့နော်transform ဈေးနှုန်းလေးတွေရယ်နောက်ပြီးတော့ကျွန်တော်တို့ transform ကိုကျွန်တော်တို့ကဘလို့အပင်တွေအသုံးပြုလို့ရလဲဘလို့အသုံးပြုရတဲ့ဆိုတဲ့အကြောင်းလေးကိုဒီကနေ့ကျွန်တော်ကမိတ်ဆွေတို့ကိုပြောပြမှာဖြစ်ပါတယ်တချို့ကပေါ့နော်ကျွန်တော်တို့ကိုလာမေးရတယ်transform ဈေးနှုန်းကဘလို့ရောင်းလဲပေါ့နော်ဒီလိုမျိုးလာမေးကြတယ် transform ကဘလို့အပင်တွေကိုအသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်လာမေးတဲ့သူကိုများတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒီ live လေးကိုပေါ့နော်မိတ်ဆွေတို့အတွက်ပေါ့နော်ရည်ညွှန်းပြီးတော့လွှင့်ရခြင်းဖြစ်ပါတယ်အဆုံးကျွန်တော်အနေနဲ့ပေါ့နော်transform ကိုကျွန်တော်တို့ကဘလို့အပင်တွေမှာအသုံးပြုလို့ရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကပထမအဆုံးအရင်ပြောချင်ပါတယ် transform ကိုကျွန်တော်တို့ကဘလို့အပင်တွေမှာအသုံးပြုလို့ရလဲဆိုတဲ့ကိုအကုန်အသုံးပြုလို့ရပါတယ်တချို့မျိုးတွေကကျွန်တော်တို့လာမေးတယ်ပေါ့နော်transform ကိုစပားကိုသုံးလို့ရလားပြောင်းကိုသုံးလို့ရလားနှမ်းကိုသုံးလို့ရလားပေါ့နော်ကြိုက်တဲ့အပင်ကိုမိတ်ဆွေတို့သုံးလို့ရပါတယ်ခေါင်းပေါ်မှာစပင်နဲ့မျက်ပင်ကလွဲလို့ကြိုက်တဲ့ပင်အလုံးကိုအသုံးပြုလို့ရပါတယ်ကျွန်တော်တို့ကပေါ့နော်အပင်မှာဆိုရင်ကျွန်တော်တို့က၃မျိုးပိုင်းခြားထားတယ်ရက်တူပင်ရဲ့နောက်ပြီးကြတော့ကျွန်တော်တို့ရာသီစာပင်ရဲ့နှစ်ရှည်ပင်ရဲ့ဆိုပြီးကျွန်တော်တို့က၃မျိုးပိုင်းထားတယ်ရက်တူပင်ကိုကျွန်တော်တို့ကဘယ်လိုဟာမျိုးတွေကိုရက်တူပင်လို့ခေါ်ရလဲဆိုတော့တလအတွင်းခူးယူစာသုံးရတဲ့အပင်ကိုကျွန်တော်တို့ကရက်တူပင်လို့ခေါ်တယ်ဥပမာနနံပင်လို့ကျွန်တော်တို့ကချမောင်ပေါ့နော်မုံညင်းလို့ဆက်လက်လို့အဲ့လိုမျိုးတလအတွင်းခူးယူစာသုံးလို့ရတဲ့အပင်ကိုကျွန်တော်တို့ကရက်တူပင်လို့ခေါ်တယ်နော်အဲ့လိုရက်တူပင်နေဆိုရင်ကျွန်တော်တို့အနေနဲ့ transform ကိုဘယ်လိုအသုံးပြုရလဲဆိုတော့ပေါ့နော်စေဖြန်ပုံတစ်ပုံကိုမိတ်ဆွေတို့ပေါ့နော်ကျွန်တော်က 5cc ကနေပြီးတော့ 10cc ထိထည့်လို့ရတယ်ပေါ့နော်ကျွန်တော်က 5cc ကနေပြီးတော့ 10cc ထိထည့်လို့ရတယ် 5cc ဆိုတာဘယ်လိုဟာမျိုးလဲ 10cc ဆိုတာဘယ်လိုဟာမျိုးလဲဆိုတာကတချို့မိတ်ဆွေတွေကမသိဘူးပေါ့နော်တချို့တောင်သူတွေကကျတော့သိတယ်တချို့တောင်သူတွေကမသိဘူး5cc ကကျတော့ကျွန်တော်တို့ထမင်းဟိုပါပေါ့နော်ဥပမာကျွန်တော်တို့ကလက်ဖက်စားတဲ့စွန်းတစ်စုံကိုကျွန်တော်က 5cc လို့ခေါ်တယ်ဥပမာပြရမယ်ဆိုရင်ကျွန်တော်တို့ပေါ့နော်ဒီလိုရေတံဘူးဖုံးတစ်ဖုံးကိုကျွန်တော်တို့က 5cc ဖြစ်ပါတယ်နော်ဒါတစ်ဖုံးကိုကျွန်တော် 5cc ကနေပြီးကျွန်တော်တို့က 10cc ထိအသုံးပြုလို့ရတယ် 10cc ဆိုတာကကျွန်တော်တို့နေ့စဉ်ထမင်းစားသုံးနေတဲ့ပေါ့နော်မြင်းကောင်းစွန်းတစ်စုံကိုကျွန်တော်တို့က 10cc ရက်တူပင်နေမှာဆိုရင်ကျွန်တော်တို့ transform ဖြန်းမယ်ဆိုရင်စေဖြန်းပုံတစ်ပုံးကို 5cc ကနေပြီးတော့ 10cc ကျွန်တော်ထည့်လို့ရတယ်ရာသီစာပင်အတွက်ကြတော့ကျွန်တော်တို့ကဘယ်လိုမျိုးထည့်ရတယ်ဆိုတော့ပေါ့နော်ရာသီစာပင်ကိုကျွန်တော်တို့ကဘယ်လိုမျိုးခေါ်လဲဆိုတော့3လနေပြီးတော့4-5လအတွင်းခူးယူစားသုံးလို့ရတဲ့အပင်ကိုရာသီစာပင်လို့ခေါ်တယ်ဥပမာပြောရမယ်ဆိုကျွန်တော်တို့ကရာသီတိုင်းမှာစိုက်တဲ့အပင်ကိုရာသီစာပင်လို့ခေါ်တယ်ဘယ်လိုအပင်မျိုးတွေလဲရာသီစာပင်ကနှမ်းတော့ကျွန်တော်တို့ကပဲမျိုးမျိုးပြောင်းစမုံစပါးဒီလိုအပင်တွေကိုကျွန်တော်တို့အနေနဲ့ပေါ့နော်ရာသီစာပင်လို့ခေါ်တယ်ကဘလို့အသုံးပြုရတာလဲဆိုတော့ပေါ့နော်ကျွန်တော်တို့ကစီကနေပြီးတော့ 15cc ကြာကျွန်တော်တို့ကသုံးလို့ရတယ်နော်ကျွန်တော်တို့ရာသီစာပင်တွေတွက်ဆိုရင် 10cc ကနေပြီးတော့ 15cc သုံးပြုလို့ရတယ်စေဖြန်မုံတစ်ပုံးကို10ထည့်လို့ရတယ်15ထည့်လို့ရတယ်ပေါ့ဒါကတော့ကျွန်တော်တို့ကရာသီစာပင်တွေအတွက်ဖြစ်ပါတယ်နှစ်ရှည်ပင်တွေအတွက်ဆိုရင် transform ပလက်ကဘလို့ထည့်ရတာလဲဆိုတော့နှစ်ရှည်ပင်ကိုကျွန်တော်တို့ကဘလို့မျိုးကိုနှစ်ရှည်ပင်လို့ခေါ်ရလဲဆိုတော့တစ်နှစ်အထက်တနစ်တက်တန်းရှိတဲ့ပေါ့နော်တနစ်အထက်တက်တန်းရှိတဲ့အပင်တွေကိုကျွန်တော်တို့ကနှစ်ရှည်ပင်လို့ခေါ်တယ်ဥပမာဘလို့အပင်မျိုးလဲဆိုတော့ကျွန်တော်တို့စူပုတ်ပင်လို့တရက်တို့ငကမောက်တို့ပေါ့နော်ဒီလိုတနစ်အထက်ရှိတဲ့အပင်တွေကိုကျွန်တော်တို့အနေနဲ့ကနှစ်ရှည်ပင်လို့ခေါ်တယ်နော်နှစ်ရှည်ပင်လို့ခေါ်ပါတယ်ဒီလိုနှစ်ရှည်ပင်တွေအတွက်ဆိုရင် transform ပလက်ကဘလို့အသုံးပြုရလဲဆိုတော့ 20cc ကနေပြီးတော့ 30cc အတွင်းဖြစ်ပါတယ်နော်ကျွန်တော်တို့ 20cc ကနေပြီးတော့ 30cc အတွင်းကိုကျွန်တော်တို့ကတစ်နှစ်အထက်ရှိတဲ့ပင်တွေအသုံးပြုလို့ရတယ်3-4-5နှစ်ရှိတဲ့အပင်တွေကျတော့ကျွန်တော်တို့က30ကနေပြီးတော့ 40cc အတွင်းထည့်လို့ရတယ်နော်ထည့်လို့ရပါတယ်ဒါတော့ကျွန်တော်တို့ပိုင်းခြားထားတဲ့အပင်3မျိုးဖြစ်ပါတယ်ရက်တူပင်ရဲ့ရာသီစာပင်ရဲ့နှစ်ရှည်ပင်ရဲ့ဆိုပြီးတော့အသုံးပြုလို့ရပါတယ်နော်ကျွန်တော်အနေနဲ့တခုပြောချင်တယ် transform ကဘာလို့စိတ်အာနိသင်နည်းနည်းလေးထည့်ရတာလဲဆိုတော့စိုက်ပျိုးရေးမှာနောက်ဆုံးနည်းပညာဖြစ်တဲ့nano enzyme နည်းပညာနဲ့ထုတ်လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်သူထဲမှာပါတဲ့ molecule လေးတွေကိုကျွန်တော်တို့ကသေးငယ်အောင်ပြုလုပ်ထားတယ်ချုံပြီးတော့ကျွန်တော်တို့ကထုတ်လုပ်ထားတဲ့အတွက်ကြောင့်မို့လို့ဈေးပမာဏအနည်းငယ်ထည့်ရခြင်းဖြစ်ပါတယ်ဒီလိုပင်မှာဆိုရင်ကျွန်တော်တို့က 5cc နဲ့ 10cc ကြာထည့်လို့ရတယ်ရာသီစာပင်တွေမှာဆိုရင်10ကနေပြီးတော့15ထည့်လို့ရတယ်နှစ်ရှည်ပင်မှာဆိုရင်ကျွန်တော်တို့က20ကနေ30ကြာထည့်လို့ရတယ်ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့တချို့မိတ်ဆွေတွေကကြတော့အဲ့ဒီဈေးပမာဏကနည်းတဲ့အတွက်ကြောင့်မလို့ဈေးကိုအများကြီးထည့်တယ်ဥပမာကျွန်တော်တို့ကရက်တူပင်ကိုစီးပြဲမယ်ဆိုရင်စေပမာဏနည်းတဲ့အတွက်ကြောင့်မလို့တချို့က20ထည့်တယ်30ထည့်တယ်အဲ့ဒီအခါမှာမိတ်ဆွေတို့အပင်တွေကဘာဖြစ်လာလဲဆိုတော့အပင်တော့မသေးဘူးကျွန်တော်တို့က
အပင်တွေဟုန်သွားတယ်အရွယ်လေးအဖျားလေးလိမ့်လာတယ်ထွတ်လာတယ်နောက်တစ်ခုကအရွယ်လေးတွေဝါလာတယ်ဒီလိုမျိုးတွေဖြစ်ကုန်တယ်နော်အဲ့ကြောင့်မလို့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ပြောတဲ့စီးပမာဏအတိုင်းပဲထည့်ပါကျွန်တော်တို့ပြောတဲ့အညွှန်းတိုင်းပဲထည့်ပါစီးအတွက်ကတော့အာမခံပါတောင်သူများများကပေါ့နော်ကျွန်တော်တို့ကစီးထည့်တာအရင်လောဘက်ကြီးတယ်စီးထည့်တာအများကြီးထည့်ကြတယ်အဲ့ကြတော့ကိုယ်ပင်နေမကောင်းဘူးကိုယ်ပင်နေမကောင်းတော့ကြတော့စီးမကောင်းဘူးဒီလိုမျိုးဖြစ်ကုန်တယ် transfer မှာတာမန်စီးတွေနဲ့မတူပါဘူးများလေကောင်းလေမဟုတ်ပါဘူးသူ limit နဲ့သူထည့်ရတာပါသူအတိုင်းတာနဲ့သူထည့်ရတာပါပေါ့နော်ဒီဂျာလို့ကျွန်တော်ဒါကတော့ပေါ့နော်ဒါအပင်တွေကိုကျွန်တော်တို့ကဘယ်လိုဖြန်းရမလဲဘလို့အပင်တွေမှာဆေးကိုဘယ်လောက်ထည့်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကအခုပြပြပါလားပေါ့နော်ကျွန်တော်တို့ကFacebook မှာလည်းတင်တယ်ဒါပေမဲ့သူတို့ကချက်ပေါက်မှာဈေးနှုန်းကဘယ်လောက်လဲဆိုတော့ transfer မှာဆိုကျွန်တော်ကဈေးနှမျိုးရှိတယ်လက်လီဈေးနဲ့လက်ကားဈေး2မျိုးရှိတယ်လက်လီလည်းရောင်းတယ်လက်ကားလည်းရောင်းတယ်နော်လက်လီဈေးကတစ်စစ်တပူကိုဘယ်လောက်လဲဆိုတော့ကျွန်တော်တို့က3,1,900ဖြစ်ပါတယ်လက်ကားဈေးကကြတော့ကျွန်တော်တို့ကပေါ့နော်9,000ဖြစ်ပါတယ်တပူနဲ့ပေါ့နော်လက်လီဈေးကကျွန်တော်တို့က3,1,900လက်ကားဈေးက9,000ဆိုတော့မိတ်ဆွေတို့အနေနဲ့ဈေးကများတယ်မိတ်ဆွေတို့စိတ်ထဲမှာထင်းနေလိမ့်မယ်ဒါပေမဲ့ထွန်ဆောင်းကိုကျွန်တော်တို့ကဧကနဲ့တွက်ကြည့်မယ်ဆိုရင်လုံးဝမများပါဘူးပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ကထွန်ဆောင်းအစိမ့်နှစ်ဖူးအဝါတဘူးဆိုရင်ပေါ့နော်ကျွန်တော်တို့ခုနရက်တူဘင်းနေဆိုရင်ကျွန်တော်တို့က15ဧကလောက်အသုံးပြုလို့ရတယ်နော်15ဧကလောက်အသုံးပြုလို့ရတယ်ယာဒီစာပဲနေတွက်ဆိုရင်ကျွန်တော်တို့က9ဧက10ဧကအသုံးပြုလို့ရတယ်ကျွန်တော်တို့ပြောတဲ့ဈေးအညွှန်းတိုင်းထည့်မယ်ကျွန်တော်တို့ပြောတဲ့ပမာဏအတိုင်းထည့်မယ်ဆိုရင်တော့10ဧကအထိအသုံးပြုလို့ရပါတယ်နော်အစိမ့်နှစ်ဘူးအဝါတဘူးဆိုရင်ယာဒီစာပဲနေတွက်ဆိုရင်ကျွန်တော်တို့ကဘယ်နှစ်ဧကလဲဆိုတော့10ဧကအသုံးပြုလို့ရတယ်နော်10ဧကအသုံးပြုလို့ရပါတယ်လက်ကားစင်းနဲ့ကျွန်တော်တို့ဝယ်ပြီးသုံးမယ်ဆိုရင်တဘူးကို9,000သုံးဘူးဆိုတော့2,900စေကတဧကကိုကျွန်တော်တို့ကပေါ့နော်2,900ပဲကြပါတယ်အဲ့ဒီ2,900ကတကြိမ်ဖြန်းလားဆိုတော့မင်းဆိုတော့တကြိမ်ဖြန်းမဟုတ်ပါဘူးအနည်းဆုံး9ကြိမ်ဖြန်းလို့ရပါတယ်နော်စေကကိုကျွန်တော်တို့ကအနည်းဆုံး9ကြိမ်ဖြန်းလို့ရပါတယ်ဒီကကျွန်တော်တို့က3ကြိမ်အတိတိပြီး2ကြိမ်အနည်းဆုံး9ကြိမ်ဖြန်းလို့ရတယ်နော်နောက်ပြီးတော့ဒီကောင်ကကြတော့အခုမိတ်ဆွေတို့လက်ရှိသုံးနေတဲ့ဓာတုတွေဓာတ်မြေဩဇာတွေကိုတဝက်တိတိကျွန်တော်တို့ရှော့ချလို့ရတယ်နော်မိတ်ဆွေတို့အနေနဲ့စဉ်းစားကြည့်အရန်ကိုတန်တယ်အရန်ကိုကျွန်တော်တို့ကသုံးပြော်တယ်ပေါ့နော်ဒါကျွန်တော်တို့ကဧကနဲ့တွက်ကြည့်မယ်ဆိုရင်ဈေးကကျွန်တော်တို့ကမပြောပါလောက်တဲ့ပမာဏဖြစ်သွားတယ်နော်တေကမှာမိတ်ဆွေတို့အစအဆုံးသုံးမယ်2,900မိတ်ဆွေတို့ဘယ်ဆေးမှာပေါ့နော်ကျွန်တော်တို့ကတေကကို2,900နဲ့မရဘူးဒါမိတ်ဆွေတို့ကလက်တွေ့စိုက်ပျိုးတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့သိမှာပဲနော်ကျွန်တော်တို့ကစဘာခုနကျွန်တော်ပြောခဲ့တယ်ပေါ့နော်ယာဒီစာပင်တွေအတွက်ဆိုကျွန်တော်တို့ကစဘာပါခဲ့တယ်ဒါပေမဲ့စဘာကတော့ချွင်းချက်ပေါ့နော်သူကအစိမ့်နှက်ဘူးအဝါတဘူးဆိုရင်တော့9ဧကရတယ်အဲ့ဒီ9ဧကကျွန်တော်တို့ကမိတ်ဆွေတို့အပီးအစီအသုံးပြုလို့ရတယ်ဓာတ်မြေဩဇာကိုတဝက်တိတိရှော့ချလို့ရတယ်အစိမ့်နှက်ဘူးအဝါတဘူးဆိုရင်စဘာဆိုရင်9ဧကရတယ်ယာဒီစာပင်တွေအတွက်ဆိုရင်9ဧက10ဧကရတယ်နောက်ပြီးကျွန်တော်တို့ကရက်တူပင်တွေမှာဆိုရင်15ဧကလောက်အသုံးပြုလို့ရတယ်ဘာလို့လဲဆိုတော့သူကကျွန်တော်တို့ကနည်းနည်းလေးနဲ့အာနိတင်ထိရောက်တဲ့အတွက်ကြောင့်မလို့စီးပမာဏအနည်းငယ်ပဲထည့်ရတယ်နော်စဘာဆိုရင်ကျွန်တော်တို့က9ဧကအပီစီတောင်းမှုဆိုကျွန်တော်တို့က2,900 2,900ကျွန်တော်တို့9နဲ့စားကြည့်မယ်ဆိုရင်ပေါ့နော်တဧကကိုစဘာတဧကကိုကျွန်တော်တို့က9,400ပဲจ่ายစဘာတဧကကိုကျွန်တော်တို့က9,400ပဲจ่ายတယ်မိတ်ဆွေတို့စဉ်းစားကြည့်ပါဓာတ်မြေဩဇာလည်းတဝက်တိတိရှော့လို့ရတယ်တဧကမှာအပီစီ9,400ပဲจ่ายတယ်ဆိုတော့မိတ်ဆွေတို့တက်မတန်ဆိုတာမိတ်ဆွေတို့အနေနဲ့ဒါစဉ်းစားလို့ရတယ်ပြတ်လို့ရတယ်ပေါ့နော်ဒါကျွန်တော်မှာအမေးများတယ်ပေါ့နော်transfer ကိုဘယ်လိုပင်နေတောင်းရတာလဲအမကဒီပင်စိုက်ထားတာဒီပင်ကိုအသုံးပြုလို့ရလားအကိုကတော့ဟိုပင်ကိုစိုက်ထားတယ်ဟိုအပင်ကိုအသုံးပြုလို့ရလားကျွန်တော်ကျွန်တော်ကိုပေါ့နော်လာပြီးတော့ Facebook ပါပဲဖြစ်ဖြစ်ပေါ့နော် Messenger မှာလည်းဖြစ်ဖြစ်လာမေးတဲ့သူများနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒီကနေ့ live လေးကိုနှွှဲရတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းအကျိုးရှိမှ live လေးကိုအစားနဲ့အဆုံးကြည့်ပြီးတယ်ပေါ့နော်မိတ်ဆွေများအားလုံးအများကြီးတင်ပါတယ်တန်လူကြီးများအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ live ကလေးကိုကျွန်တော်ကဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်